အရန်ကို trend ဖြစ်နေတဲ့အင်ဒိုနီးရှားစတိုင်းအာရန်ပန်းညံလို့ခေါ်တဲ့ချက်သားတောင်ကျော်လေးကိုချက်ပြပေးပါမယ်။အရင်ဆုံးချက်ပေါင်လေးတွေကိုဓာတ်နဲ့မိုးပြီးတော့ချက်တောင်စုံပြီးထောင်းထားတာလေးနဲ့10မိနစ်ခန့်ဖြစ်ပေးပါမယ်။ပြီးရင်ဒီအေးထဲမှာစိန်ယူပြီးတော့ပန်းညံလို့ခေါ်တဲ့အတိုင်းချက်ပေါင်လေးတွေကိုငရုတ်ချက်ပြီးနဲ့ပေါ့ပေါ့လေးထုတ်ပေးထားပါမယ်။ထုတ်ပြီးသွားတဲ့နောက်မှာတော့အရသာအတွက်ချက်သားမုံအချုံမုံစမင်းမုံခရုစီနဲ့စီအနေငယ်ထည့်ပါမယ်။ချက်သွားစီရင်အတွက်အချုံမုံအနေငယ်ကိုလည်းထည့်ပြီးတော့တမအောင်လေးရပါမယ်ရှင်။ပြီးရင်တော့စီပူလေးမှာထည့်ပြီးတော့ချစ်နေအောင်ကိုကြော်ပေးထားပါမယ်ရှင်။မိအေးအေးလေးနဲ့တေချာကျွတ်ကြွနေအောင်ကြော်ပေးပါမယ်နော်။ချက်ပေါင်လေးများကဆိုအိုရောက်တန်းပြီးတော့ကျွတ်ကျွတ်လေးရဲထားတဲ့အခါမှာတော့စိတ်လေးထားပါမယ်။ဒီချစ်ပေးတဲ့နားနားလာအောင်လို့ခဏမှကြော်ပေးပါမယ်ရှင်။ကြော်ပြီးသွားတဲ့နောက်မှာတော့ဆယ်ယူပြီးတော့ရုပ်ဆောင်လေးမှာညက်နေအောင်ထောင်ပေးထားပါမယ်ရှင်။ရုပ်သီးညာညက်လာတဲ့အခါမှာတော့ဘန်းလေးကိုလေထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ချက်သားစီလေး3စုံထည့်နဲ့အချုံမုံနဲ့ချက်သားမုတ်ကိုသုံးပါမယ်နော်။သူကစားမသုံးပါဘူးရှင်။ပြီးသွားတဲ့နောက်မှာတော့စီကနင်းနေလို့ချက်သားကြော်စီများလေးကိုရွှဲနေအောင်လို့ထပ်ပြီးစမ်းပြီးတော့နေလိုက်ပါမယ်။ပြီးရင်တော့ကျွတ်နေအောင်ကြော်ထားတဲ့ချက်သားလုံးကိုယူပြီးတော့ရုပ်စပွေးနဲ့ထောင်းလိုက်ပါမယ်။ထောင်းပြီးသွားတဲ့နောက်မှာတော့ငရုတ်တီးတောင်းကိုချက်သားကြော်လေးမှာအုံပြီးသွားရင်တော့အရန်ကိုအရသာရှိတဲ့ချက်သားကြော်လေးအောင်လေးကိုရပါပြီ